အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပြီးသွားခြင်းတဲ့အကြောင်းအရာလေးကကျတော့ဒီ TikTok ပိုင်းရအောင်လေးပေါ့နော်ပိုင်းရ TikTok လေးကျွန်တော်ဒီ TikTok Universe အားလေးကိုလူချင်းကြရင်မိတ်ဆွေဆိုရင်ကျွန်တော်ရဲ့ comment အမှာဝင်ရောက်မှတ်ခဲ့ပေးပေါ့နော်ကျွန်တော်လေး share ပေးပါမယ်ဗျာဟုတ်စမယ်နော်ဒီမှာဆိုရင်တော့ဒီကျွန်တော် live ကြည့်လို့ရတယ်ပေါ့နော် live ကြည့်ရပါတယ် TikTok ပိုင်းရမှာဆိုကျွန်တော်မကီဘိုလုံးပြီးတော့ကျွန်တော်ကဒီကောက်ဆိုရင်တော့ကျွန်တော် FPQ မိနေရပါတော့အခုဆိုကျွန်တော်430လေးကစပြီးပါလာပြီပေါ့နော်တချို့ပြောကြတော့ဒီလောဆက်ကို3-5ရက်ကိုမသုံးမဲနဲ့ပြစ်ထားပြီးတော့ပြန်ဝင်တဲ့အခါမှာဆိုရင်တော့ test တွေပြန်အကုန်ပေါ်လို့တော့ဟိုဖြစ်တယ်ပေါ့နော်ကျွန်တော်လည်းလက်တွေ့လုံးမကြည့်ရသေးတော့မသိသေးဘူးဗျကျွန်တော်3-4ရက်လောက်ကျွန်တော်ပြစ်ထားအောင်ပဲပြီးတော့မှကျွန်တော်ပြန်ဝင်သုံးကြည့်မယ်ပေါ့နော်အဆင်ပြေခဲ့ရမပြေခဲ့ဘူးဆိုရင်တော့ဒါမိတ်ဆွေတို့ပြန်ပြီးပြောပြပေးပါမယ်ဗျဟုတ်အားလုံးကျေးဇူးတင်ပါတယ်TikTok နဲ့ပတ်သက်တဲ့ဂျပန် TikTok နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနားမလည်ရလို့မရှင်းတာလို့သိချင်တာလို့ရှိရင် comment မှာဝင်ရောက်မှတ်ခဲ့ပေးပါကျွန်တော်သိတတ်တလောက်အားလုံးကိုကျွန်တော်ပြန်ပြောပေးသွားပါမယ်ဗျအရှင်းပြပေးပါမယ်နားမလည်ရလို့မရှင်းတာလို့ရှိရင်မေးလို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ